စားမရမေမေဆန်စားစားပြနေရဲ့ဆယ်မွန်တွေမန်းလေးမှလည်းရနေပြီဆယ်မွန်ချက်ဒီမှာဖြစ်ပါတယ်။ညောင်းနေတခု။ဒီဦးလေ။အဲ့ဒါတော့အားလုံးမင်္ဂလာပါရှင်ကိုဘလော့ကနေပြန်လဲကြိုဆိုလိုက်ပါတယ် line ပေါ်မှာစားမရမေမေဆန်စားစားပြနေရဲ့ mushroom kitchen က salmon တွေမန်လေးမှာလည်းရနေပြီဆိုတော့အကုန်လည်းတွားပြီးတော့မှဝယ်ခဲ့ပါတယ်တွားဝယ်ရင်သိလိုက်ရတာကဒီ salmon တွေကနော်ဝေးနိုင်ငံကနေပြီးတော့မှလင်းရင်စီးပြီးတော့မှ flight နဲ့ရောက်လာတာပေါ့နော်ဒီ salmon အကောင်လိုက်ကြီးကိုရေခဲရိုက်လိုက်လို့မရအောင်ဒီတိုင်းအေးတန်းနဲ့ပဲသူကထိန်းထားရတာသူခိုးချင်းတစ်ခုရှိရယ်ပြီးတော့အဲ့ခိုးချင်းကိုလည်းအပြတ်မခံအောင်ပေါ့နော်တကယ်လို့အဲ့ခိုးချင်းပြတ်သွားတယ်ဆိုလို့ရှိရင်ဆယ်မွန်ကအစိမ်းစားဖို့မသင့်တော်တော့ဘိုင်းနာတာဖြစ်တတ်တယ်အဲ့ဒါကြောင့်သူတို့ကအရန်ကို view စိုက်ထားတာတွေ့ရတယ်ပြီးတော့ mushroom kitchen မှာက ocean trout ကိုAtlantic salmon ရောနှစ်မျိုးလုံးရှိရယ်ဈေးကလည်းအတူတူပဲတဲ့။ကတော့ salmon ရောက်ဖဖြစ်တဲ့ ocean trout ကိုပို့ကြိုက်လို့ ocean trout ပဲဝယ်ခဲ့လိုက်တယ်။ mushroom kitchen လိပ်စာလေးကတော့86လမ်း3435ကြားမှာပါ။ salmon စားရင်သူကအေးနေတော့စားမှာတကယ်အရသာကောင်းကောင်းရတာပေါ့နော်။တကယ်လို့မအေးတော့ဆိုရင်သူအရသာပြောင်းသွားတာ။အဲအကြောင်းကိုက salmon ဝယ်ပြီးအိမ်ပြန်မယ်ဆိုရင်အိမ်ပြန်ရမယ့်ခရီးကနီးလားဝေးလားလို့သူတို့ကမေးတယ်။တကယ်လို့ဝေးရဆိုလို့ရှိရင်ရေခဲအထုပ်ကလေးတက်တက်ပြန်ထည့်ပေးလိုက်တယ်ပေါ့နော်။အဲ salmon လေးနဲ့အတူတူအေးတက်လေးရော့မသွားအောင်လို့ဆယ်မွန်ကိုလေဒီလိုမျိုးအစိမ်းစားတာကလက်ဆက်မှာသူကစားလို့ကောင်းတာပေါ့နော်အခုကအရန်လက်ဆက်တဲ့ခါကျတော့လေလုံးဝလည်းညှိနှက်မရဘူးပြီးတော့စားလိုက်တဲ့အချိန်မှာဂျယ်လီလေးလိုပဲအရန်စားလို့ကောင်းတယ်ဝါဆာဘီရောဒီရှော်ယူရောရှော်ယူကဒီ soy sauce ပေါ့နော်သူကဂျပန်က quality ကိုပဲသုံးထားတာ soy sauce ကလေသူကတော်တော် quality ကောင်းတယ်အဲ့ဒါပိုနေရပြည့်ရမှာနှမျောရနဲ့ဂွန်းဆယ်မွန်ကိုပဲပြန်ချက်ထားတယ်အရင်ဆောက်လို့ကောင်းတယ်ဂွန်းချက်နည်းလေးကိုလည်းဒီဗီဒီယိုထဲမှာပဲတခါလေးပြပေးထားတယ်ဆယ်မွန်900 gram ကုန်တော့မှအောင်ကြောက်နေရတယ်ထားတာlast one ဝါဆာဘီထက်ဝါဆာဘီကြိုက်တယ်ထားတာနောက်ဆုံးmushroom kitchen ကလေတော်တော်လေးကိုစုံတယ်ကိုထနာဆယ်မွန်လောက်ပဲရမယ်ထင်နေရမဟုတ်ဘူးတခြား luxury food တွေအကုန်ရတယ်အရှမ်းဆေးကြီးရယ် king crab ပြီးတော့ shallot oyster caviar steak တွေအပြင်အခုဆိုရင်ပစ္စည်းပြည့်နေတဲ့ cream cheese လိုဟာမျိုးတွေပါဒီမှာပစ္စည်းအများကြီးရနိုင်တယ်နောက်ပြီးတော့ဝိုင်းနဲ့မြည်လို့အရန်ကောင်းတယ်ဒါမျိုး ham block တွေ red cheddar တွေပါရတယ်ပြီးတော့ promotion လည်းရှိသေးရဲ့အဲ့ဒါက salmon steak က10ခုဝယ်ရဆိုလို့ရှိရင်တဒုံးလက်ဆောင်ရမှာတဲ့ပုံမှန်တဒုံးကို2200ဒီလိုပဲ1400ပဲဟိုင်းမန်လေးရောက်လာပြီမန်လေးကိုရောက်လာလို့ဒါရီသူ့ခေါ်ပြီးတော့မှဆယ်မွန်ချက်ဒီမှာဖြစ်ပါတယ်ဒီအားလေးငါတို့ပြမယ်ဆယ်မွန်ကစားချလေးနဲ့တောင်းလေးငါတော့ခုပါတယ်နော်အဲ့ဒါကိုထောက်လိုက်အဲ့ဒါဒီပါဟိုင်းနော် mushroom kitchen ကဝယ်ထားတာတော့တခါတော့တော့ပိတ်ထားပြီးသားဟုတ်တယ်တခုစီပိတ်ထားပြီးသားအဲ့ဒါကိုညီကတော့မဲဆက်မယ်စတဲ့ဟာကြီးလေးနဲ့ရလာအဲ့ဒါကိုစတဲ့ရရထားပြောရောဒီကိစ္စလေးလည်းအောင်ဒီကိစ္စတည်းလေးရေအောင်ထည့်အောင် Okay let's go ခုကတော့ဆရာဂျိုးရဲ့လက်ရာဖြစ်ပါတယ်ဘာလို့ကလဲကျွတ်တုံလေးလေးကျွတ်တုံမိတ်လေးရဟာတာပြပြအောင်မယ်ဒီလားဂွန်းကလေကိုတငယ်ချင်းတွေကိုဟာလာခဲ့ငါချက်ကျွေးမှာလာစားရုံပဲဆိုပြီးခေါ်တာသူတို့ရောက်လာတော့ဘာအောင်လို့ပါတယ်သူတို့ပဲဂွန်းကဝင်ချက်ခိုင်းလိုက်တော့မူဆယ်မာနေကလေးကဟင်းချက်တဲ့ vlog တွေရရင်အမြဲတမ်းချက်ကျွေးရဲ့တငယ်ချင်းတယောက်ရှိရေကွာသူကမန်းလေးလာလေမန်းလေးလာတော့လေသူပဲပြန်ချက်ကျွေးရတာသူစားရတယ်ကိုမရှိဘူးဟုတ်ကဲ့ညီရောဖြစ်နေရခုနကတော့အရသာနေတဲ့ဒီပြောင်းကုန်မုံထဲဖို့ကြံသွားလို့အဲ့ဒါအားလုံးနေပြီးဆိုရင်တော့စကြော်လို့ရပါပြီအရင်ဆုံးဒီအေးလေးနဲ့ဆယ်မွန်လေးတွေကိုအရင်ကြော်ပါမယ်ချက်လာရင်ခဏဖယ်ထားပြီး sauce အနစ်ချက်ပါမယ်ဆယ်မွန်ဆာရှိမီယာပုံလေးရဲ့ soy sauce ထည့်တယ်ကြက်သွန်ဖြူ1000နာရာလေးလည်းထည့်လိုက်မယ်ပြားရည်ထည့်မယ်ပြီးရင်တော့လမွန်လေးညှစ်ထည့်လိုက်ပါမယ်အချိန်နည်းနည်းကြာအောင်ချက်ပြီးပြီဆိုရင်တော့ဒီဆယ်မွန်ကြော်ထားတာလေးကိုထည့်လိုက်ပါမယ်ပြီးရင် anchor drop back ကိုတစ်ခါလေးထည့်တယ်အနစ်ချက်တဲ့ချိန်ကိုလေမီးအေးထားပြီးတော့ပဲကြော်ပြီးနော်မဟုတ်လို့ရှိရင်သူကတူးသွားတတ်တယ်ဆိုရင်နှမ်းဖြူကြက်သွန်မဲဖြူပြီးစားလို့ရပါပြီရစလိုက်ရပြီမြင်ရမယ်အဲ့ဒါကောင်းတယ်ငါဘယ်ချက်တဲ့တော့
ဘယ် 我也没听话。 ဒါအောင်စားရမယ်ခလိုက်ရလေးကိုမြင်ကြည့်ရမယ်လူနေရောအဲ့လိုရောကောင်းပါရော ဒါကတော့ဘေးအင်ကတဲကွဲနေရကောင်မလေးပါဟဲ့နေတဲကွဲနေနဲ့လားစားအကျိုးရှိရဲဆိုပြီးခေါ်ပြီးစားထားတာပါ ကောင်းကောင်းဒီကြောင်လား 对啊。 ပြီးသေးဦးတော့အချိုတဲမကြံနေရဲ့ NNC ကိုခေါ်ပြီးဟဲ့တို့တော့မှဒါမျိုးရှိလားငါတို့မျိုးမှာတော့တို့ရခဲမုံကိတ်ရှိရဲဆိုပြီးတော့မှရခဲမုံကိတ်ကြီးမှဖြစ်ပါတယ်အဲ့နဲ့တို့ကြွားကျင်စောနေရခဲမုံကိတ်ကိုခွဲတဲ့ချိန်မှာရခဲမုံကခဲနေတဲ့အခါကျတော့ခွဲရခက်နေပါတယ်အဲ့နဲ့ရက်ကတို့ရေကဲကြပါအောင်ကူကြပါအောင်ဆိုပိုင်းပြီးတော့မှခွဲလိုက်ရတယ်ဒီကတော့အတွင်းလေးရာပုံလေးလေးပါအပေါ်ဆုံးက chocolate flavor လေက strawberry အောက်က vanilla အောက်ဆုံးကြမှာသူက brownie လေးပါအပေါ်ဆုံး3ခုကအဲ့ဒါ gelato ရေခဲမုံနေ mushroom kitchen ရပဲကိုယ်တိုင်လောက်တာကိတ်ကလေကိုက slide ချင်းစီစားချင်းလည်းရတယ် one slide ကိုတော့2000ကျပ်ဒီလိုမျိုး6လမကိတ်ကို6800လားမသိအဲ့လောက်ပဲပေးရတယ်ကိတ်တစ်လုံးလုံးဆိုရင်တော့ပို့ပြီးတော့မှတန်တာပေါ့ကိတ်မုံကရေခဲမုံနဲ့လောက်တာဆိုတော့တခါရဲတန်းစားမှအဆင်ပြေမှာဆိုတော့ခုံးရဲ့တငယ်ချင်းတွေခေါ်ပြီးညာစားထားတဲ့ vlog လေးကတော့ဒီလောက်ပါပဲရှင်နောက် vlog တွေမှာပြန်တွေ့ကြမယ်နော်အားလုံးပဲ bye ဟေးဟေးဟေးလာလေ 哪来？ အေး